ဖြစ်ပါလေဗျာဟုတ်ကဲ့ပါတယ်မင်္ဂလာ ဘုရားရဲ့ဘွဲမြည်လေးနဲ့ကျောင်းတိုက်ရဲ့မြည်ပြပြလေးဗျာဘွဲမီကတော့ဥသောမလို့ခေါ်ပါတယ်ကျောင်းတိုက်ကတော့မေတ္တာငွေလာဝင်ကျောင်းတိုက်ဖြစ်ပါတယ်ဒီမှာဝေလာဝင်ကျောင်းတိုက်ကိုဒါဘယ်ချင်းကဒါသတင်းထုတ်ခဲ့တာလဲဒီမေတ္တာငွေလာဝင်ကျောင်းတိုက်ကဘုံလို့2022ပေါ့တလပိုင်း6ရက်နေ့ကစပြီးတော့တည်ထောင်ခဲ့တယ်ပေါ့အဲ့ဒီအနေထားဘိုးလုံးကဒါဒီနေရာလေးကတော်တော်ရေဝစ်ပြီးတော့ဒီကိုခက်ခဲမဲ့နေရာလေးပေါ့ဟုတ်ပါတယ်ပြင်ပြဘယ်လိုလေးသူပြောတော်ခဲ့ရလဲဘုံဒီမှာစရောက်တော့လဲကွင်းကြီးပေါ့လဲပြက်ပေါ့လဲပြက်ကြီးပေါ့လဲပြက်ကြီးတော့ဟင်းလင်းပြင်းကြီးပေါ့အဲ့ဟင်းလင်းပြင်းကြီးကိုမှဘုံကဒီနေရာမှာတော့ကျောင်းဝိုင်း area ကြေရဝဝရတယ်ဆိုပြီးဘုံကသတင်းသုံးလိုက်တာမင်းနေထားလည်းမသိပါဘူးမိုးခါရောက်တော့ကြတော့မြေကအရန်နှိမ့်တော့ကြတော့ရေကြီးတယ်ပေါ့နောက်ဆုံးပိတ်လှေလေးပါတွေလှောရတဲ့အနေထားထီအောင်ဘုံလို့ရောက်သွားတယ်ပေါ့နော်အဲ့တော့ခက်ခဲပဲဒီလိုပဲစသုံးနှစ်မှာဘုံလို့တဝါတစ်လုံးမှာရေက4ချိန်လောက်ကြီးတော့ဆွန့်ချက်စားတယ်ဒကာရမကြီးလာရိတ်ခက်ခဲတယ်လမ်းလည်းခက်ခဲတယ်လှေတောင်ဒီလိုပဲစီးခဲ့ရတဲ့အနေထားပေါ့အဲ့လိုမျိုးနဲ့စပြီးတော့ဘုံလို့သာသနာပြုတ်ခဲ့ရတဲ့အနေထားရှိပါတယ်လက်ရှိသာသနာကအဆောင်တချို့တော့တိကျတာတွေ့ရတယ်ပေါ့အဲ့ဒါတော့ဒီကျောင်းဆောင်ကြီးဖြစ်လာအောင်ဒါတော့ဘယ်လိုဘူလာအနေနဲ့စပြုတ်ခဲ့ရလဲစတော့ဘုံတော့ဝါးချောင်းလေးနဲ့စခဲ့တာပါဝါးချောင်းလေးနဲ့ပဲစဝါးချောင်းမှာလေးပဲရက်လေးပေါ့နော်အဲ့ဒီဝါးချောင်းလေးစပြီးတော့နောက်ကြတော့ဒကာမတွေကတွန်းငယ်ဒီဇင်ဘာအနေနဲ့လှူကြတန်းကြဖက်ကနေပြီးတော့ဝမ်းဝမ်းစောက်ချကူညီကြရဲနဲ့ဒီလိုလေးဖြစ်လာတာပေါ့ဘုံတို့ကစာသင်သားလောကနယ်ပယ်ကနေပြီးတော့ဒီဘက်ကိုကူးတာဆိုနည်းနည်းတော့ခက်ခဲတယ်ပေါ့နော်ဒကာဒကာမအားကြတော့စစားချက်မှာနဲပါတယ်ခုနောက်ပိုင်းကျတော့တွန်းငယ်ဒီဇင်ဘာနဲ့ဒဇင်စကားဒဇင်ကြပြီးတော့လာပြီးတော့လှူဒန်းကြတာလေးတွေအဲ့လိုလေးနဲ့တဖြည်းဖြည်းနဲ့တီထောင်လာခဲ့ရတာပါဒီလက်ရှာမင်္ဂလာဒီလိုပဲတိတ်တော်ကြီးဆိုရင်ဒါအစီအစဉ်တော့ဘယ်လိုလေးဟောလေးစတင်ခဲ့ရတယ်ဒီနေ့ရေလက်ချမဲ့နေ့ဒီအစီအစဉ်ဘယ်လိုလေးတိန်တော်ကြီးကတော့1384တဘိုးရဲလာပြီနေမှာဆရာတော်ကြီးမြောင်များစွာနဲ့ထင်ကြရဆရာတော်ကြီးတွေပိဋကတ်နှစ်ပုံဆောင်ဆရာတော်ကြီးတွေပြင်းဝန်သာဆရာတော်ကြီးတွေနဲ့ဒီတိန်တော်ကြီးကိုသမုတ်ခဲ့တာမှာစသမုတ်တော့ထောက်ကြံကဒကမကြီးဒေါ်တင်ဦးဆိုတဲ့ဒကမကြီးကကျမ်းမာရေးမကျမ်းမှာဖြစ်နေတဲ့အချိန်မှာပေါ့နော်အဲ့ဒီအချိန်မှာရှင်ဘုရားကျောင်းမှာလှူခြင်းတယ်ဆိုတော့ဒကမကြီးမတ်တင်တို့ကကြိုးဆောင်မှုနဲ့ကျောင်းမှာတော့စတီထောင်တာတိမ်မရှိသေးဘူးတိမ်လိုအပ်တယ်တိမ်လေးတော့စောက်ချင်တယ်ဆိုပြီးတော့အဲ့ဒီတိမ်100နဲ့မတ်တီလိုက်တာပေါ့မတ်တီပြီးတော့ကျန်တာတွေက900မတ်တီလူရှင်100မတ်တီလူရှင်50 30နောက်တခန်းကို15သိန်းကျပ်နှုံးနဲ့အခန်းအလှရှင်တွေနဲ့မြောင်များစွာပေါ့တစောင်းလေကမိုးတစောင်းလေးတွေကြွေပြားအစာပေါ့လေအလုံးကိုတဖြည်းဖြည်းနဲ့ဝန်းပြီးတော့လူတန်းလိုက်တာပြည့်မြောက်သွားတယ်ပေါ့နှစ်ထပ်သိန်းတော်ကြီးပေါ့နော်ဒီကငွေလာဝင်ကျောင်းတိုက်ကြီးမှာဓမ္မယုံနဲ့ဒါအုံမြင့်ချတော့ဒါခြေတယ်တာတွေ့တယ်ပေါ့ဟုတ်ဒီဓမ္မယုံကြီးကဒါပြီးရင်ရှင်ပြဘာတွေလုပ်မယ်ဒီဓမ္မယုံကြီးကိုဘယ်လိုပြောင်းဆောင်ဘုံတော့အဓိကကတော့ပရိယေပရိပတ်ပေါ့သာသနာ3ရက်မှာပရိယေဆိုတဲ့အခါမှာခြေခံပရိယေရှိရယ်စစ်မြင်ပရိယေရှိရယ်ခြေခံပရိယေဆိုတော့ကွင်လေးမွေးဖွားမယ်တင်းကျုံတရားပရိကြီးကအစပေါ့လေအဲ့လားလေးတွေသင်ပေးတာတော့ခြေခံပရိယေပေါ့စစ်မြင်ပရိယေကတော့သာဂရာဒီကာတွေနဲ့ငယ်လက်ကြီးပထမပြန်ဓမ္မစရိယတွေသင်ကြားတာပေါ့ဘုံတော့အခြေခံပရိယေနဲ့ပရိပတ်ကိုသွားမှာပေါ့ကွင်လေးတွေမွေးဖွားမယ်စွမ်းစွမ်းတမန်တင်ပြပေးနိုင်တဲ့စံတင်တိုက်ကြီးတွေကိုပို့တယ်ပေါ့ပို့လဲထားတယ်အဓိကကတော့ပရိပတ်ပေါ့တရားဟောတရားပြရိတ်တာကြီးတီထောင်မှုရိတ်တာကိုပဲယူရထားတယ်ပေါ့ဘုံလည်းဟောရပြောရေးပဲပို့ပြီးတော့စွမ်းဆောင်နိုင်တယ်ပေါ့ဒါကြောင့်တော့ဓမ္မယုံကြီးကိုတော့ဘုံကပေး150စောင့်မှာဖြစ်ပါတယ်ဒီတိန်တော်ကြီးသမုတ်ဟိုရေစက်ချပြီးရင်ပေါ့နော်အဓိကတော့ရိတ်တာတီထောင်မယ်ခြေခံပရိရဲ့စာသင်သားလေးတွေကွင်လေးတွေမွေးပြီးတော့ကောင်းမွန်တဲ့စာသင်တိုက်တွေမှာစွမ်းနိုင်ရှိတဲ့စာသင်တိုက်တွေမှာပို့ပေးတယ်ပေါ့ရွယ်ချက်ကတော့အလားပါပဲဒီကြီးလိမ့်ပါလေပေါ့နော်ကလေးတွေဟုတ်ကဲ့ပါဟောဘယ်လိုလေးကို private
ရိတာ ရေကျေးလိမ့်မှာတော့ပုံပုံလုံးဒီဘက်မှာကကွက်သစ်ဆိုတော့ကြတော့နည်းနည်းရဲကနေပြောင်းရွှေ့လာတဲ့ကလေးတွေရှိတယ်နည်းနည်းရဲကပြောင်းရွှေ့ရတဲ့ကလေးတွေမှာဟိုတချို့ကြတော့ဖုံးချောင်းနဲ့လှမ်းဝေးနေတာဘာသာရေးနဲ့လှမ်းกว่าနေရာလေးတွေရှိတော့ကြပုံပုံအလားလေးတွေကလေးလေးတွေမြင်စိတ်ကူးပေါက်တာနဲ့ဒီရရဆရာတော်ကြီးလည်းတိုင်မလိုက်တော့အားပေးပါတယ်အေးမင်းငယ်တုန်းတော့လုံနိုင်ရင်ရှိတဲ့အခါမှာမင်းလှုပ်ပါဆိုပြီးတော့လှုပ်တော့ပုံပုံဝါးချောင်းလေးနဲ့ကလည်းကလပ်ပင်လေးထိုးပြီးတော့လှုပ်ခဲ့တာရင်ချင်းလေးမှာကျောင်းတိုက်တီထောင်တာ၄နှစ်ရှိပြီရင်ချင်းလေးမှာသင်ခဲ့တာလည်းနှစ်စဉ်နှစ်တိုင်း၄နှစ်ပြည့်ပြီပေါ့အဲ့လားလေးတော့သာသနာစွမ်းရာကစတာပေါ့စွမ်းရာကစပြုတာပေါ့ကိုစွမ်းရာလေးကစပြုခဲ့တာပေါ့အဲ့လားလေးတော့၄နှစ်ရှိပါပြီဒီရင်ချင်းလေးမှာလေးလည်းလှုပ်ပါတယ် ရှင်များလေးဒီအခုပဲရှင်များဒါဓမ္မယုံလဲရှင်များဒီမြေပြင်အနေထားကြတော့တပည့်တော်တို့ကတကယ်ကြိုက်နေတယ်ရှင် ဟုတ်ပါတယ်ဟုတ်ပါပစောက်တန် ဘလူလေးပေါ့ကျိုးပန်းမလဲ ကျိုးပန်းပါတယ်အဓိကကတော့ဘုံဘုံကကျောင်းတဲ့တီထောင်တာအဆောက်အဦဘက်လည်းလှည့်ရတယ်ဒီမြေကြီးဖိုးတဲ့ဘက်မှာလည်းဘုံဘုံတို့ကသွားနေရတယ်ဥပမာဖြင့်ဒီဘုံဘုံမှာ2ဧကလောက်မြေရှိတယ်မြေရှိပေမဲ့သုံးလို့မရဘူးရေတွေနဲ့9ပေလောက်ဂျိုင်းဝဲကြီးတွေပေါ့အဲ့ဒါကြီးတွေကိုမြေကြီးရင်ဖို့ရပါတယ်မြေကြီးရင်ဖို့ပြီးမှတကြံတွင်းအခုလိုကထိန်အလှတရားတွေလုံးလို့ရအောင်မြေကြီးရင်ဖို့ထားရတယ်ပြီးကမှအဲ့ဒီပုံမှာထပ်ပြီးတော့စောင့်အောင်ထပ်စောင့်ရတာဆိုနှစ်ခါပင်ပန်းကြတာပေါ့နော်ဒီကတော့မြေကအရန်နှိမ်လွန်းတဲ့နေထားရောက်သွားတာပေါ့ဘုံဘုံကအဲ့ဒါရင်မြေကြီးတွေနေ့တိုင်းဖက်ပြီးတော့ဖို့ရပါတယ်ဟလား အဲ့တော့ဒါရှင်များရဲ့ဒီဘုရားဝိပဿနာတရားနိုင်ကိုဖွင့်နိုင်ဖို့အတွက်ရှင်များကိုနိုင်တာခမေသားလေးတွေရဲ့ဇာနာအားနဲ့ရှင်များရုံးကဒီဆောင်နေတာတွေ့ရတယ်အဲ့တော့ရှင်များရဲ့သာသနာလမ်းကြောင်းပေါ်မှာလူလေးများဒါအထောက်ပံ့လိုအပ်ပါသေးတယ် အဓိကကတော့ဘယ်သာသနာမှာတော့ဘယ်ဆရာတော်ပဲဖြစ်ဖြစ်ပေါ့ဟိုဆရာတကညင်ညွတ်ဖို့ပါပဲအားလုံးကတော့ရဟန်းဆိုတဲ့ရဟန်းတန်ခါမှာအတီးတီသူ့ပိဋကနဲ့သူရှိကြပါတယ်အဲ့ဒီပိဋကကိုမှဘုံဘုံလို့ဆိုရင်လည်းတရားဟောတရားပြတယ်စွမ်းနိုင်ရာတွင်လေးတွေစာသင်ပေးတယ်ပေါ့ဒါတွေကိုနှစ်သက်သဘောကျတဲ့သူကတော့ဒါလေးတွေကိုထောက်ပံ့အားပေးရှင်းမြောက်မယ်ပေါ့သူ့တာဝါကားလေးနဲ့သူရှင်းမြောက်ကြတာပါအဲ့ဒါဒီမှာဘုံဘုံလို့ကသူ့ယုံကြည်မှုကိုယ်ယုံကြည်မှုပေါ့ဒကာဒကာမတဲ့ကိုယ့်ဘုံမှာယုံကြည်မှုရှိအောင်ဟိုစ조사ပြီးတော့နေရတယ်စ조사ပြီးတော့ကျင့်ရတယ်စ조사ပြီးတော့မှန်မှန်ကန်ကန်စွမ်းဆောင်နိုင်အောင်လုပ်ရတယ်ပေါ့သူယုံကြည်မှုကိုယ်ယုံကြည်မှုနဲ့အလုပ်လုပ်ပြီးတော့ဘုံဘုံလို့ဆက်ပြီးတော့ဒီလိုပဲသွားရမှာပါအဓိကတော့ဆရာတွေကညင်ညွတ်ပြီးတော့အလုပ်လုံးမှပို့ပြီးတော့နေရာတိုင်းဘာသာရေးဘုံတော်ကြီးတွေတန်းဟာအားလုံးဟာဘာသာတရားရောကိုယ့်ရဲ့ဒီသာကျောင်းတိုက်သာသနာရောစီကားမှာပေါ့နော်အဲ့လိုပဲဘုံဘုံလို့သွားမှာပါ ကျောင်းတိုင်းမှာပါဝင်လူတန်းရှင်လည်းဆိုရင်တော့ဘယ်လိုဒီကူလာလို့ရတယ်ဗျာဒါတော့မြေသားကြီးဆိုတော့ဒီဝေးပေါ့ဗျာဟုတ်ကဲ့ဟုတ်ပါပါအဲရန်ကုန်တိုင်းဒေသကြီးပါပဲခုနမော်ဘီမြို့နယ်တန်တေပင်ကျေးရွာအုပ်စုမြို့တွေကလာရင်မော်ဘီတိုးဂိတ်ကျော်ပေါ့နော်မေတ္တာငွေလာဝင်ကျောင်းတိုင်းဆိုတာဒီအိမေတ္တာထဲမှာရောက်ရင်တော့ဒကာဒကာမတွေအလုံးသိရှိပြီးသားဖြစ်ပါတယ်နော် အားလုံးတော့ဒီနေ့ဒီနေ့တော့ဘာမှကျုံနေရတယ်ဘေးတို့ဘက်လို့လူတွေနဲ့ကျုံနေရဒီလူကောင်းလို့ဘေးတို့ကမှကင်းဝေးနေရင်အရှင်များရဲ့မြေတာဘုရားလေးပါ ဟုတ်ကဲ့ပါဟိုအားလုံးတော့9ရက်သားသမီးပေါင်းသူတော်ကောင်းတွေတွေ့ကြုံနေရတဲ့အခက်ခဲအဲ့ဒီအခက်ခဲတွေမှာလောကဓာတ်ကိုရင်ဆိုင်နိုင်တဲ့စိတ်တက်အဲ့ဒီစိတ်တက်ကိုကောင်းမှုအတွက် တရားအသိများများသိပြီးတော့တရားနှလုံးသွင်းပြီးတော့ကောင်းသောမွန်မြတ်တဲ့စိတ်လေးနဲ့ကြော်ဖြတ်နိုင်ပြီးတော့ဘုရားတရားသံဃာမိဘဆရာသမားအနာရ၅ပါးကိုမမေ့ဘဲနဲ့အမြဲဂါရဝပြုပြီးတော့ကျင့်ကြံပွားများအားထုတ်ပြီးတက္ကလာကကြီး၃ပါးမှတည်းလွတ်ကင်းပါစေလွတ်မြောက်ပါစေဉာဏ်သူမျိုး၅ပါးမှလည်းကင်းရှင်းပါစေအနာမျိုး96ပါးမှလည်းပဲဝေးကွာပါစေလောကီ ကောင်းကျိုးလောကုတ္တရာကောင်းကျိုးတွေလည်းပဲစတဲ့တဘိုးဒီတဲ့မကအားထုတ်နိုင်တဲ့သူတော်စင်သူတော်မြတ်များဖြစ်ပါစေလို့ဘုရားမေတ္တာပို့ပါတယ်နော်
တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအလုံးတတဝါဝိယံကွာချမ်းသာချမ်းသာကြပါစေအလုံးတတဝါဝိယံကွာချမ်းသာချမ်းသာကြပါစေအလုံးတတဝါဝိယံကွာချမ်းသာချမ်းသာကြပါစေယနေ့လူရန်ကြသောလူရှင်လူမအပေါင်းသူတော်ကောင်းတို့သည်ကောင်းကျိုးချမ်းသာရဖျားတို့နှင့်ပြည့်စုံပြီးလင်သာသနာတော်ကိုစောင့်ရှောက်နိုင်ကြသောသာသနာဖခင်သာသနာမိခင်ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်မိသားစုမြတ်ဖြစ်ကြပါစေဣန္ဒရဏိနတဟထင်္ဂသမ္ပနာကတဥပောတထသီလံဓမ္မတာရုကံကတဝအပမတေနသဗ္ဗတိထာအန္တာစကဝါလေတုအတ္တရာကိသန္တုဒေဝတာသတ္တမံမုနိရာဇတတုနံတုတကမောဂတံဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာ